ကျွန်တော် GA man နဲ့ပတ်သက်ပြီးတော့ကျွန်တော်မစိတ်ဖြောက်တာနည်းနည်းပြပြမယ်နော်ဒီကောင်လေးတွေကချိုးရမစိတ်ဖြောက်တဲ့တွေ့ပေါ့နော်ဒါကတော့73 Pro Max 73 Pro Max ဖြောက်မယ်ဆိုရင်ဒီကောင်ကနည်းနည်းဒီကောင်လေးသတိထားတာလေးနည်းနည်းပြပြနော်မောင်းမှာဆိုလို့ဒီကောင်ကဘယ်လိုလာလဲဆိုတော့ဒီမှာ IC တက်ဖို့အတွက်ဒီမှာ marker လေးပေးထားရနော်marker လေးကြည့်ပြီးတော့ဒီ marker အတိုင်းIC မှာပါတဲ့ marker နဲ့တူအောင်ကတ်ရမှာနော်ဒါကတော့နံပါတ်1တစ်ချက်ပေါ့နော်ဒါတော့ marker ကိစ္စကတော့အကောင်လုံးကအတူတူပဲနော်ဒီနေရာမှာနောက်တစ်ချက်ကတော့ဒီမှာဒီကြိုးပြားလေးကတ်တဲ့ခါကြာရင်ဒီလိုလေးကတ်ရမှာဒီကောင်လေးခွာပြီးတော့နော်ဒီနေရာလေးမှာနော်ခွာပြီးတော့ဒီလိုလေးကတ်ရမှာနော်ဒီလိုလေးကတ်ရမှာဒီနေရာမှာမာပြီးတော့ဒီလိုတွေပါတယ်ဒီလိုတွေမာပြီးတော့ကတ်မိတဲ့ခါကျရင်နည်းနည်းပြဿနာတိတ်နေတယ်နော်အဲ့လိုကတ်လို့မရဘူး IC ဆော့ဖြစ်တာမျိုးဖြစ်နေတယ်အဲ့တော့ဒီလိုလေးအတက်ဒီလိုလေးမှအောင်ကတ်ရမှာနော်73 Pro Max တကယ်လို့မားတယ်ဆိုရင် message IC လက်ဝါမှာကြောက်လို့နော်လက်ဝါလဲဆိုရင်ဘယ်လိုမျိုးပေါ့ message မပြောက်ရနေတိုင်ပန်းနေမှာကြောက်တော့နော်ဒါကတော့73 Pro Max ပေါ့နော်သတိထားတာလေးနည်းနည်းပေါ့နော်ဒါကတော့73 Pro Max ပြီးတော့14မှာပါလဲဆိုတော့ဒီကောင်ဘယ်မှာကတ်ရမလဲဆိုတာစာလို့မတွေ့တဲ့ပြဿနာရှိတယ်နော်ဒါကတော့ကျွန်တော်တခါတည်းတယောက်စီမပြောပြချင်တော့တခါတည်းရှင်းလိုက်တာအဲ့လိုကတ်ရမယ့်နေရာတော့တကယ်တော့သူကရှို့တာအောက်မှာဒီအောက်လေးမှာနော်ဒီအောက်လေးမှာဒီမှာလေးကတ်ရမယ့်နေရာလေးရှိတယ်သူကအဲ့လိုမျိုးလေးကတ်ရမယ်ဒီနေရာမှာဒီမှာ cat တို့ပြီးရင်ဒီ IC ကတော့ထုံးစံတိုင်းမှာကတော့တူတူပဲဒီမှာဒီလိုလေးတက်ပြီးတော့ဒီနေရာမှာတိတ်နေစေရမှာပြီးရင်ပြီးမှအဲ့ဒီကြိုးဟိုမှာ IC မှာပုံမှန်တော့ကတ်ကြမှာနော်ဒါကတော့14ပေါ့နော်နောက်တစ်ခုကတော့တတိထားတာပေါ့နော်တတိထားတာပါလဲဆိုတော့73 Pro တို့12 Pro Max တို့မှာဖြစ်တတ်တဲ့ဟာပေါ့ပါလဲဆိုဗျာဒီအောက်မှာ IC နေရာလေးမှာသူကကော်ဘတ်တုပ်လေးတထုပ်ပါတယ်ဒီကောင်ကတ်တဲ့ခါကျရင်ဒီကော်ဘတ်တုပ်ဖြုတ်ပြီးမှကတ်ရမှာတကယ်လို့အဲ့လိုမဟုတ်ဘူးဆိုရင်ဒီနေရာလေးကနည်းနည်းမြင့်ပြီးတော့တကယ်မှကန်ချလိုက်တဲ့အခါကျရင်သူကကြွနေလိမ့်မယ်နော်အဲ့လိုပြဿနာတွေကဒီကော်ဘတ်တုပ်မဖြုတ်လို့ထုတ်တာတော့လွယ်လွယ်လေးပါနော်အပူချိန်လေး100လောက်နဲ့အပူ100လောက်နဲ့ဖြုတ်လိုက်ရပါတယ်နော်ဒါမှမဟုတ်ဒီတိုင်းကလော်ထုတ်လိုက်ရတယ်နော်ဒီကော်ဘတ်တုပ်ပါနော်အဲ့ဒီကော်ဘတ်တုပ်ဖြုတ်ပြီးမှဒီ IC ကိုဒီမှာလာကတ်ရမှာနော်ခဲလာဆွဲအောင်ဒါလေးအခုက J man တော်တော်လဲလာကြရဆိုတော့နော်ကတ်ဆာမာတွေအဲ့တော့ J ရဲ့လည်းအခုမှအစားလဲမဲ့ beginner တွေတွေ့နော်အားတွေကြိုးကြချစ်ဖြစ်ပါတယ်နော်ကျွန်တော် J ရောင်းရင်းဆိုတော့ကျွန်တော်ကတ်ဆာမာတွေအစ်စ်ပြအောင်ကျွန်တော်ပြောပြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်